ဖတ်ခဲ့ဘူးတဲ့ဝတ္ထုတို့တွေဝတ္ထုရှည်တွေကြပြားတွေတဲကကိုချိုင်းနဲ့တက်တဲ့အစားလေးတွေ့လို့ရှိရင်အခုလိုမျိုးပြန်လည်မျှဝေခြင်းနဲ့စိတ်နဲ့ဒီစီစဉ်လေးကိုစားခဲ့ပါတယ်အဲ့တော့ကျွန်တော်တို့တွေကလေဒီနေလာရင်းနဲ့ကိုမကြိုက်တဲ့အရာတွေအပေါ်မှာဘယ်လိုတုံ့ပြန်တယ်လဲဆိုတော့အကြောင်းလေးကိုအရင်ဆုံးဆွေးနွေးခြင်းတယ်အဲ့တော့အများသောအားဖြင့်လူတွေတော်တော်များများပြောနေကြတယ်စုညံတန်နေပေါ့နော်အလူကမန်းတက်ကဖွင့်တာတို့နော်ဟိုရက်ွက်ထဲမှာဒီလို sound box တွေနဲ့အကျယ်ကြီးဖွင့်တဲ့အခါမျိုးကြရင်လူတွေကအဲ့ဒါအတွက်ပြောကြဆိုကြတယ်ငင်းညူကြတယ်မကြိုက်ဘူးပေါ့နော်အဲ့တော့ကိုလည်းလူပဲဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒါတွေကိုလည်းကြုံဘူးတာပေါ့နော်အဲ့လိုကြုံဘူးတဲ့အခါကိုလည်းပဲစိတ်ညစ်တဲ့အခါတွေရှိရပေါ့စိတ်ညစ်တာပေါ့နော်အဲ့လိုမျိုးစုညံတန်နေတယောက်နဲ့တယောက်စကားပြောလို့တောင်မရတော့တဲ့အထိဖြစ်တာတွေအဲ့ဒါတွေမျိုးကြုံရတာပေါ့အဲ့လိုကြုံတဲ့အခါကျဘယ်လိုဖြေရှင်းတယ်လဲဆိုတာလေးကိုမျှဝေမယ်ပေါ့အဲ့တော့ဒီဟာကိုဘာမှမတတ်နိုင်တဲ့တချို့အရာတွေကကိုဘာမှမတတ်နိုင်ဘူးဘာမှမတတ်နိုင်တဲ့အရာတွေရှိလာတဲ့အခါဘယ်လိုတုံ့ပြန်မလဲဒီဟာကြီးကိုလည်းကိုကတားလို့လည်းမရဘူးကိုလည်းကိုယ့်ရဲ့လုပ်ပိုင်ခွင့်ထဲမှာလည်းမရှိနေတော့ဘူးဒါပေမဲ့ဒါကရင်ကိုရင်ဆိုင်ရတော့မယ်ဆိုလို့ရှိရင်เนาะကျွန်မဘယ်လိုရင်ဆိုင်တယ်လဲဆိုတာလေးကိုပြောကြည့်မယ်ပေါ့เนาะအဲ့တော့အစပိုင်းတော့စိတ်ညစ်တာပေါ့ဒါပေမဲ့နောက်ပိုင်းကျတော့ဘယ်လိုဖြစ်လာလဲဆိုတော့မန်တက်ကဖွင့်လိုက်တယ်ငကနီတချင်းဆိုပါတော့စင်းရဲချင်းလုတ်ကင်းအောင်လမ်းပြဆောင်ပါမည်ဆိုကိုလိုက်ဆိုလိုက်တယ်ပထမ်းဖွင့်တယ်နော်ပရိတ်တွေဖွင့်တယ်လိုက်ဆိုလိုက်တယ်နော်ခက်ပေါ်တချင်းတွေဖွင့်တယ်လိုက်ပြီးဆိုလိုက်တယ်တပြက်စီးလဲပဲဖြစ်ဖြစ်ခင်းချင်ပဲဖြစ်ဖြစ်အဲ့လိုမျိုးကိုမကြိုက်နဲ့တက်တဲ့အရာမှာစီးမျောလိုက်တဲ့အခါအဲ့ဒါကကိုအတွက်နည်းနည်းတက်တောင်တက်တာရှိရပေါ့နော်ဒါကကိုမျှဝေတာပေါ့အဲ့တော့အဲ့ဟာကိုစိတ်ကိုဘယ်ရခဲ့တယ်လဲဆိုရင်တော့ဆီယမချူရဲ့နိုင်ပြင်ဆရာရဲ့အိမ်ကြီးချင်းကနေရတယ်လို့ပြောရမယ်။ဒါကြောင့်မို့လို့ဒီနေ့မှာဆီယမကျူရဲ့နိုင်ပြင်ဆရာရဲ့အိမ်ကြီးချင်းဆိုတဲ့ဝတ္ထုတို့လေးအကြောင်းကိုနည်းနည်းလေးဆွေးနွေးခြင်းနဲ့ကျမကဝတ္ထုတို့တွေအများကြီးဖတ်ဖူးတယ်။အဲ့လိုဖတ်ဖူးတဲ့အခါမှာကိုကြိုက်တာတွေလည်းအများကြီးပဲရှိရဲ့။ဒါကြောင့်မို့လို့တနေ့ချင်းကိုကြိုက်တဲ့ဝတ္ထုလေးတွေအကြောင်းကိုပြောပြသွားမယ်ပေါ့နော်။အဲ့တော့ဆီယမကျူရဲ့နိုင်ပြင်ဆရာရဲ့အိမ်ကြီးချင်းကိုတူတူပြောရလို့ရှိရင်တော့အတူချုပ်ပေါ့နော်အသေးစိတ်မဟုတ်ဘဲနဲ့အတူချုပ်ပြောရလို့ရှိရင်တော့သူဇက်ကောင်တယောက်ရှိရပေါ့ဇက်ကောင်ရဲ့အဖေမှာအနိုင်ပြင်စရာနေတယ်အဲ့တော့နိုင်ပြင်စရာရဲ့အိမ်မှာနိုင်တွေကအမျိုးအများကြီးပဲမျိုးစုံရှိရပေါ့နိုင်ပြင်ဆိုင်ဆိုတော့အဲ့မှာနိုင်စက်တန်တွေကလည်းတလုံးနဲ့တလုံးကမတူဘူးအဲ့တော့အတန်နေမြည်တယ်နိုင်စက်တန်ချက်မြည်တာရှိရနိုင်ထထိုးတဲ့အတန်တွေရှိရအဲ့လိုမျိုးရှိတဲ့အခါကျအတန်တွေကသူ့စီကိုအတိုင်းသားကြရတယ်အဲ့လိုအတိုင်းသားကြရတော့သူနဲ့ကဒဏ်ရံလေးပဲချတဲ့အတွက်ကြောင့်မလို့သူ့အတွက်နိုင်စက်တန်တွေကသူ့အတွက်အနှောက်အယှက်တော်တော်ဖြစ်ရတယ်ဒါပေမဲ့ကြာလာတဲ့အခါမှာကျတော့နိုင်စက်တန်တွေကသူ့အတွက်ရိုးသွားတယ်ပေါ့နိုင်စက်တန်လေးကြားတော့မှတော့မှပြောတာမျိုးတွေရှိရပေါ့အဲ့တော့ဆီယမကဘာပဲရည်ရွယ်ကျမတို့စာဖတ်သူတွေကရတာတွေကတယောက်နဲ့တယောက်မတူကြဘူးပေါ့နော်အဲ့တော့ဆီယမရဲ့ရည်ရွယ်ချက်တိုင်းကျမတို့ရချင်လဲရမယ်မရချင်လဲမရဘူးအဲ့ဒါနဲ့မတူတဲ့အတွေ့တွေလည်းရချင်လဲရမယ်ပေါ့ဒါကဝတ္ထုဖတ်တဲ့အခါကျတော့တယောက်နဲ့တယောက်ရတာချင်းမတူဘူးပေါ့နော်အဲ့တော့အခုကတော့ကျမရတာကိုကျမပြောတာပေါ့နော်အဲ့တော့အဲ့ဒီမှာနိုင်ပြင်စရာတယောက်ရဲ့အိမ်ကြီးချင်းဖြစ်တဲ့ဒုက္ခတွေမှာဘာပါလဲဆိုလို့ရှိရင်လူကြုံထည့်ပေးတဲ့ဟာလဲသူမှာဒုက္ခခံရတယ်ပေါ့အဲ့တော့ဒီနိုင်လေးလူကြုံလေးယူသွားပါအောင်သူကအနားနေတယ်ဆိုတော့လူတွေကအဲ့လိုမျိုးသူ့ကိုလူကြုံပေးကြတယ်အဲ့လိုလူကြုံပေးကြတဲ့အခါကျရင်နိုင်တေးသေးလေးဆိုရင်တော့ပြဿနာမရှိဘူးပေါ့နိုင်အကြီးကြီးဖြစ်လာတဲ့အခါကျသူ့အတွက်ဒါအခက်အခဲတွေ့တယ်ပေါ့အဲ့တော့တစ်နှစ်မှာတော့သူကမလွဲတာမရှောင်တာပဲနဲ့တိုင်ကက်နိုင်အကြီးကြီးတကူကိုလူကြုံပေးတာကိုခံလိုက်ရတယ်ဒါဂျားထဲမှာတော့အများကြီးရှိရပေါ့နော်ဒါကျွန်မကအတူချုပ်ပြောပြတာအဲ့လိုဖြစ်တဲ့အခါကျတော့နိုင်သူကယူလာတဲ့အခါမှာလမ်းလေကောင်မှာနိုင်ကြီးကအများလူတွေအများကြီးစုဝေးရှိနေတဲ့လူထူတတ်တဲ့နေရာပေါ့နော်ရုပ်ရှင်ရုံလိုဟာမျိုးအဲ့လိုရှိမှနိုင်ကြီးကထပြီးအတန်အကျဲကြီးသူ့ကိုထပြီးတော့သူကရှက်တာပေါ့နော်အဲ့တော့ရှက်တော့နိုင်ကြီးထပြီးတဲ့အချိန်မှာသူကဘာလို့လို့အောင်မသိဘဲနဲ့နိုင်ကြီးကိုမလှုပ်ရဘူးပေါ့နော်ရက်နေတယ်ရက်ပြီးတလန်းရှောက်ကြည့်ရထမြည်တယ်အဲ့ခါကျနိုင်ယူသူအထုပ်ကိုဖြေလိုက်တယ်အဲ့လိုအထုပ်ဖြေတဲ့အချိန်မှာလည်းအတန်ကထမြည်တယ်မျိုးစုံပေါ့သူ့အတွက်ဒီနိုင်ဒီအရှက်ကွဲခဲ့ရတယ်ပေါ့နော်အဲ့ဒါဒါပေမဲ့သူရအောင်ပို့ပေးလိုက်တယ်နိုင်ပြင်ဆရာစီကိုအဲ့တော့နိုင်ပြင်ဆရာစီရောက်တဲ့အခါမှာနိုင်ပြင်ဆရာကလည်းဒီနိုင်နဲ့ပတ်သက်ပြီးတော့မျိုးပြောတယ်ပေါ့နော်ဘယ်နိုင်ငံကထုတ်တာဘယ်နှခုနှစ်ကထုတ်တာဘာမျိုးစားပေါ့စသဖြင့်ပေါ့ဒါပေမဲ့ဘာဖြစ်လဲဆိုတော့
အဲ့နာရီကတဲ့သူများအတန်နဲ့မတူပဲတကယ်ကိုဟိုစူးစူးဝါအောက်ကလိအတန်မျိုးပေါ့နော်ဘလို့မှနားထောင်လို့မကောင်းတဲ့အတန်မျိုးကြီးနဲ့နားထောင်ခဲ့ရတယ်ပေါ့အဲ့တော့အဲ့နာရီအတန်ကိုကြားတိုင်းမှာသူ့အတွက်တော်တော်အဆင်မပြေဘူးစသချင်းသူလက်ထရမှာဝင်သွားတာပေါ့နော်လမ်းလက်ကမှသူအဆက်ကွဲခဲ့တဲ့နာရီလည်းဖြစ်နေတယ်ကြောင့်လည်းပါကောင်းပါမှာပေါ့အဲ့ချိန်မှာအဲ့နာရီရဲ့စက်တန်ဟာသူ့အတွက်တော်တော်လေးအနှောက်အယှက်ပေးတယ်အနာကနေတဲ့အတွက်ကြောင့်မလို့ဘလို့မှလည်းသူလုပ်လို့မရအောင်အဲ့တော့သူဘာလုပ်နိုင်တယ်လဲသူတွေးတယ်သွားပြီးတော့အဲ့နာရီကိုအတန်မမြင်အောင်လုပ်လိုက်ပါလို့သူသွားပြောဖို့သူတွေးတယ်ဒါပေမဲ့သူများရဲ့ကိုယ်ကြီးကိုယ်တာဖြစ်နေတော့သူပြောလို့မဖြစ်ဘူးအဲ့ဒါနဲ့ပဲအဲ့နာရီရဲ့အတန်ကြီးကိုသူနားထောင်နေသူ့အတွက်အဲ့လုံးဝအဲ့မပြောတော့ဘူးစိတ်အနှောက်အယှက်တွေဖြစ်ပြီးနောက်ဆုံးသူဆေးပါထိုးလိုက်ရတယ်အဲ့တော့အဲ့နာရီကိုသူတော်တော်မကြေမချမ်းဖြစ်တယ်ပေါ့နော်နာရီရဲ့စက်တန်ကြီးကိုအဲ့တော့နောက်ဆုံးကျတော့သူသွားလဲတယ်ပေါ့နော်သွားလဲပြီးတော့သူအဲ့နာရီပြင်စရာကိုစကားတွေပြောတဲ့အချိန်မှာအဲ့နာရီကလည်းတော်တော်ကြားနေပြီခုတည်းလည်းလာမရေးသေးဘူးပေါ့အဲ့တော့သူကစကားစားလိုက်တယ်ပေါ့ဒီနာရီရတဲ့လာမရေးသေးဘူးလားပေါ့ဆိုတော့အဲ့မှာနာရီပြင်စရာပြန်ပြောတာသူတော်တော်ရှော့ကြရသွားတယ်ကျွန်တော်ဝယ်လိုက်ပြီးတဲ့ဒီနာရီကိုတဲ့ကျွန်တော်သဘောကျတဲ့ဈေးနဲ့ပေါ့နော်ဆိုတော့အဲ့တော့သူစိတ်တော်တော်ပင်ပန်းသွားတယ်အဲ့လိုနာရီပြင်စရာဝယ်လိုက်ပြီဆိုတော့ဒီဟာကြီးကတစ်ချိန်လုံးသူရှိနေတော့မှလေသူ့အနာမှာအဲ့တော့သူအရန်မနစ်မြို့တဲ့အရာကြီးနဲ့သူ့အတွက်ကျမ်းမာရေးထိခိုက်လောက်အောင်သူ့အတွက်စိတ်ဒုက္ခပေးတဲ့အရာကြီးကဒီမှာရှိနေတဲ့အတွက်ကြောင့်မသူဘာလို့လုပ်အောင်မသိတော့ဘူးနောက်ဆုံးတော့သူကမရဲရဲနဲ့မေးလိုက်တယ်ဒီနာရီကိုတဲ့ပြန်ရောက်မဲ့လို့ရှိရင်ဝယ်ချင်တယ်ပေါ့ပြန်ရောက်မလားပေါ့ဝယ်မဲ့လို့ရှိရင်ပြန်ရောက်မလားလို့ဆိုတော့နာရီပြင်စရာရောက်မှာပေါ့တဲ့သူကနာရီအရောက်ဝယ်လုပ်နေတာပဲဆိုတော့အဲ့ဒါနဲ့ပဲဘလောက်လဲဆိုတော့သူဝယ်နိုင်တဲ့ဈေးလေးနဲ့ပေါ့နော်အဲ့ဒီဈေးနဲ့ပြောလိုက်တဲ့အချိန်မှာနာရီသူမနစ်မြို့တဲ့နာရီကိုသူဝယ်ပလိုက်တယ်သူတွေးတယ်သူဒီနာရီဝယ်လိုက်လို့ရတဲ့ကုန်ကြစေဟာသူဆေးထိုးတာနဲ့စားလို့ရှိရင်ဒါဘာမှမဟုတ်ဘူးပေါ့နော်ဆေးထိုးတာလောက်တော့သူမကုန်ဘူးပေါ့သူဒါပေမဲ့အဲ့နာရီသူအပိုင်းဝယ်လိုက်တယ်ပေါ့အဲ့တော့ပြောချင်တာကဒီကျမတို့တွေကကိုမနစ်မြို့တဲ့ဟာကြီးတစ်ခုလုံးမကြည့်ချင်ဘူးကိုသဘောမကျတဲ့အရာကြီးကိုလက်ထဲကိုရအောင်ဝယ်တယ်ဆိုတဲ့အချက်ကဒါတော်တော်လေးတွေးစရာပဲအဲ့တော့အဲ့အချိန်ကနေစပြီးတော့သူကအဆင်ပြေသွားတယ်အဲ့နာကြီးကိုသူအတန်မမြင်အောင်လုပ်လိုက်တယ်ပေါ့အဲ့အချိန်မှာအဲ့တော့ကျမရလိုက်တာကတော့တခါကိုမနစ်မြို့တဲ့အရာတစ်ခုဟာစန့်ကျင်ဖို့တွန်းဖယ်ဖို့ကြီးပဲမဟုတ်ဘဲနဲ့ကိုရယူပိုင်ဆိုင်လိုက်တဲ့အခါမှာကိုလိုဖန်တီးနိုင်တဲ့အတွက်ကြောင့်မလို့ပို့အဆင်ပြေသွားတဲ့အခါကြီးလည်းရှိရပေါ့အများနဲ့ကိုမကြိုက်ဘူးဆိုပြီးတော့ငင်းပယ်နေဖို့လွှင့်ပြစ်နေမှလွှင့်ပြစ်မှုစဉ်းစားနေမဲ့အစားနဲ့ဒီဝတ္ထုလေးပေးတဲ့ message ပေါ့ဒါကြောင့်စောစောဟာကိုပြန်ကောင်းပါရင်ကျမတို့ဒီဘေးနားဆူညံတန်တွေကိုကျမဖြည့်ရှင်းတဲ့နည်းပေါ့နော်သူများတွေနဲ့တူချင်မှတူမယ်အဲ့တော့ကိုမနစ်သက်ဘူးကိုမကြိုက်ဘူးဆိုတာယူညင်းပယ်နေမယ်စားဒါကြီးကိုနည်းနည်းလက်ခံလိုက်တယ်ပေါ့နော်လက်ခံပြီးတော့စီမျောပလိုက်တဲ့အခါကျရင်လည်းကျမတို့စိတ်ကတထောင်တတရရတယ်ပေါ့နော်ဒီဝတ္ထုလေးကိုဖတ်ပြီးတော့ကျမကတော့အဲ့လိုတွေးရပါတယ်ကျန်တဲ့သူတွေလည်းဖတ်ကြည့်ပေါ့နော်ဘယ်လိုအတွေးရမလဲဆိုတာလေးကိုဖတ်ကြည့်ဖို့တိုက်တွန်းပါတယ်ကျမကြိုက်တဲ့ဝတ္ထုတွေထဲမှာနံပါတ်စင်တော်တော်နည်းနည်းမှာဆရာမချူရဲ့နိုင်ပြင်ဆရာရဲ့အိမ်လေးချင်းပါပါတယ်နောက်ထပ်လည်းကျမကြိုက်တဲ့ဝတ္ထုတို့လေးအကြောင်းကိုဆက်ပြီးတော့ပြောပြသွားပါအောင်မယ်အားလုံးကျေးဇူးတင်ပါတယ်